လာတော့ပြောတယ်ဒါနောက်တစ်ပွဲကြလို့ရှိရင်အခုပွဲထွက်ခဲ့တဲ့ကစားသမားတွေနဲ့မတူကွဲပြားခြားနာတဲ့ line up ကိုပွဲထွက်လာလိမ့်မယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ကျွန်တော်ထင်နေတာကသူ73မဲ့တူရီတော်ကစားသမားတစ်ယောက်တော့ရှိတယ်အဲ့တစ်ယောက်ကဖိုရန်လား Reinders လားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘူထက်ကြီးပါမန်စီသတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တစ်ယောက်ပါဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ Manchester City အတင်းရဲ့ line up ကိုခန့်မှန်းမှုပြုလုပ်ပြီးသွားခြင်းနဲ့ပေါ့နော်အဲ့တော့ Man City အတင်းကကျွန်တော်တို့ဒါပထမပွဲစဉ်မှာ2စီးဆိုရရလက်နဲ့အနိုင်ရရှိခဲ့တယ်အဲ့တော့နောက်တစ်ပွဲအဖြစ်တပတ်ခါမနက်ပေါ့နော်တပတ်ခါမနက်9နာရီခွဲမှာကျွန်တော်တို့ရှင်ပြိုင်ကစားသွားမှာဖြစ်တယ်အဲ့တော့ Man City အတင်းအနေနဲ့ဒီ LLD နဲ့ပွဲစဉ်မှာကျွန်တော်ဘယ်လို line နဲ့ပွဲထွက်လာမလဲဆိုတော့ကျွန်တော်ခန့်မှန်းကြည့်လိုက်အောင်အဲ့တော့ LLD တင်းကကျွန်တော်တို့ဒါ Juventus အတင်းကိုပေါ့နော်ဒါပထမဆုံးပွဲမှာ9ခုဂိုးမရှိဆိုရရလက်နဲ့ရှုံးနေခဲ့တယ်အဲ့တော့ကျွန်တော်တို့ Man City တင်းအတွက်တော့ဒါခက်ခဲတဲ့ပြိုင်ဘက်တစ်ခုတော့မဟုတ်ဘူးအဲ့တော့ Guardiola ဘယ်လို line နဲ့မျိုးထွက်လာမလဲအဲ့တော့ Gormania ကျွန်တော်စပြောကြည့်လိုက်အောင် Gormania မှာဆိုရင်တော့ကျွန်တော် Erasson နဲ့ Odegaard 2ယောက်ရှိတယ်ရွေးချယ်စရာပေါ့နော် Erasson ကပထမပွဲမှာပါပြီးသွားပြီအခုသွေးမဲ့အတင်းကလည်းကျွန်တော်တို့အရင်ကျွန်တော်တို့ Man City အတင်းကိုဒုက္ခပေးမဲ့အတင်းမဟုတ်တော့တေးကြတယ်ကျွန်တော်အနေနဲ့ Odegaard ကိုပဲရွေးမယ်Odegaard ကို Gormania မှာပဲထားလိုက်မယ်ဗျာဘာလို့လဲဆိုတော့နောက်တစ်ပွဲကြာလို့ရှိရင် Juventus နဲ့ကကျွန်တော်တို့ကန်မှာဆို Erasson ကိုပဲအဲ့ချိန်ကျမှကျွန်တော်ပွဲထွက်ခွင့်ပေးလိုက်မယ်ဗျာအဲ့တော့ဒုတိယဒါဘယ်နောက်ခံလူနေရပါတော့အဲ့တော့ဘယ်နောက်ခံလူနေရမှာဆိုရင်တော့ကျွန်တော်ဒါပြီးခဲ့တဲ့ပွဲမှာ O'Reilly ကိုပဲ Guardiola ဆက်တုံးခဲ့တယ်အဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်အစ်စ်ခေါ်ထားတဲ့အိတ်နိုရီကိုစမ်းပြီးတော့သုံးစေခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအိတ်နိုရီရဲ့ခြေစွမ်းကိုကျွန်တော်တို့မမြင်တွေ့ရသေးဘူးအဲ့တော့ကမ်းမဲ့ပြိုင်ဘက်ကလည်းအတင်းငယ်လေးဖြစ်တာကြောင့်အိတ်နိုရီရဲ့ခြေစွမ်းကိုကျွန်တော်တို့ကောင်းကောင်းကြီးအကဲခက်ကြည့်ရှုနိုင်မှာပဲဖြစ်တယ်အဲ့တော့ဘိုးခံစစ်နေရာမှာဆိုရင်တော့ကျွန်တော်ခူစာနော့ကိုပွဲထွက်ကစားသမားအဖြစ်တုံးစေခြင်းနဲ့ဘာလို့လဲဆိုတော့ကူစာနော့ကတော်တော်ကြီးကိုကျွန်တော်တို့ကောင်းတယ်ဆိုတာကိုဒါရှေ့ကပွဲစဉ်တွေမှာကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါပေမဲ့သူကစားခွင့်မရခဲ့တာတော်တော်လေးကိုကြာခဲ့ပြီအဲ့တော့ဒီလိုပွဲစဉ်မျိုးကကူစာနော့အတွက်အကောင်းဆုံးဒါပွဲထွက်ခွင့်ဒါရတဲ့နဲ့ခြေနေမျိုးပေါ့နော်အဲ့တော့ကူစာနော့ထည့်မယ်ပြီးနောက်တစ်ယောက်အနေနဲ့တော့ကျွန်တော် John Stone ကိုထည့်စီခြင်းတယ်ဗျအဲ့တော့ကူစာနော့ကိုကျွန်တော် Destroyer အနေနဲ့ထားပြီးတော့ဒါ John Stone ကိုတော့ကျွန်တော်တို့ဒါ distributor အနေနဲ့ထားခြင်းတယ်ပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့ဒါတိုက်စစ်ဟိုတစ်ဖက်ပြိုင်ဘက်နဲ့တိုက်စစ်ဆင်လာခြင်းကြတယ်ခူစာနော့ကကျွန်တော်တို့ဒါ Hunter ဒါ Stone ကတော့ကျွန်တော်တို့ဒါဘောလုံးရှိတဲ့အချိန်မှာဆိုရင်တော့ဒါ distributor ပေါ့နော်ဘောလုံးဖြန့်ဝေသူအဖြစ်အနေနဲ့ကျွန်တော်ကစားပေါ့နော်ဒါဆိုရင်တော့ဒီတွဲဖက်တာဆိုရင်လွဲညီတွားရင်တော့တော်တော်ကြီးကိုကောင်းမဲ့အနေထားရှိတယ်အဲ့တော့ညာနောက်ခံလူနေရာတော့တေချာတဲ့ Lewis ကဒယ်ရာနေအတွက်ကျွန်တော် Nunes ကို3မှတ်ကိုရမယ်ဗျအဲ့တော့ Nunes ပေါ့နော်ညာနောက်ခံလူနေရာ Nunes အလဲဘဟုခံစစ်မှာခူစာနော့ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ John Stone ရဲ့ပေါ့နော်ပြီးတော့ဘယ်နောက်ခံလူနေရာမှာတော့ကျွန်တော်အိတ်နိုရီပေါ့နော်အဲ့တော့ကွင်းလည်နေရာအတွက်ကတော့ကျွန်တော် Rodri ကိုပြန်ပြီးတော့တုံးစေခြင်းနဲ့အဲ့တော့ Juventus နဲ့ကံမဲ့ပွဲမှာအစင်းသင်းဖြစ်နေတဲ့အတွက်ဒါ Rodri ကပွဲချိန်များများကစားဖို့လိုအပ်နေတယ်သူပွဲမကစားရတာတော်တော်ကြာနေပြီအဲ့တော့ဒီလိုပွဲစဉ်မျိုးမှာကျွန်တော်တို့ Rodri ကိုတက်ပြီးတော့တုံးစေခြင်းနဲ့ပေါ့နော်အဲ့တော့ Rodri နဲ့တွဲဖက်ဖို့တော့ကျွန်တော်တို့ဒါရွေးချယ်စရာ2ခုရှိတယ် Nico Gonzalez ကိုတုံးမလား Reinders ကိုတုံးမလားကျွန်တော်ကတော့ Reinders ကိုဆက်တုံးစေခြင်းပေမဲ့ဒီကြတာတော့ကျွန်တော်တို့ဒါ Guardiola ကဒီလိုပွဲမျိုးမှာ Reinders ကိုမတုံးဘဲနဲ့ကျွန်တော် Nico Gonzalez ကိုပဲ Rodri နဲ့တွဲဖက်ပြီးတော့ကစားစေလိမ့်မယ်ဗျအဲ့တော့နောက်ထပ်ဒါတောင်မန်နေပေါ့နော်တောင်မန်နေမှာရှေ့ကပြီးခဲ့တဲ့ပွဲတွေမှာဒိုကူးနဲ့စာပင်ညိုကဘလို့မှအဆင်မပြေခဲ့ဘူးဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒီနှစ်ယောက်ကို line နဲ့အောက်လိုက်နေတယ်ကျွန်တော်မကြိုက်ဘူးအဲ့တော့ကျွန်တော်တို့ဖိုဒန်ထားမယ်ကျွန်တော်ဒီဘက်အစွန်မှာပြီးရင်တော့ကျွန်တော်ဒီဘက်အစွန်မှာတော့ကျွန်တော်တို့ဒါနောက်ထပ်တောင်မန်ကစားသမားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဘန်နာရိုဆေးဘာကိုပြန်ပြီးတော့ထားလိုက်မယ်ဗျာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါတောင်မန်တစ်ဖက်ကတော့ရသွားပြီပြီးလို့ရှိရင်တော့ကျွန်တော်အလဲမှာဆိုရင်တော့ကျွန်တော်လူငယ်ကစားသမားလေးအီချီဘာရီကိုထားမယ်ဗျာနော်ဒါကျွန်တော်ထားစီချင်တာပေါ့နော်ကျွန်တော်ရွေးချယ်စရာရတော့အများကြီးရှိတယ်အီချီဘာရီရှိမယ်ချက်ကီရှိမယ်ဆိုတော့ဒါပေမဲ့ချက်ကီရတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲမှာ10လောက်တော့ကျွန်တော်မျိုးလင့်ထားတဲ့လောက်တော့ခြေစွမ်းမပြနိုင်ဘူးအဲ့တော့ကျွန်တော်အီချီဘာရီကိုဟိုဒီလိုပွဲမျိုးမှာစမ်းတုံစေခြင်းတယ်အဲ့တော့တိုက်စစ်ကတော့ Al Haaland ပေါ့ဗျာအဲ့တော့ဒီအတွဲဖက်တာဆိုရင်တော့ကျွန်တော်တို့ Man City တင်က Al တင်ကို Juventus 5 ဂိုးပြတ်တွင်းခဲ့တယ်လို့မျိုးကျွန်တော်တို့ Man City တင်လဲဒီတက်ဂိုးပိုပြတ်နိုင်တဲ့ဒါတွင်းဂိုးကြီးကျွန်တော်မြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်မြင်တယ်ညီကိုရောဘယ်လိုမြင်လားဒီ line နဲ့ကိုတဘောကျနှစ်တက်မှုရှိရလားညီကိုတို့သုံးစေခြင်းတဲ့ line နဲ့ကိုလည်း comment မှာရေးခဲ့ပေးပါအောင်သတင်းကောင်းနေနဲ့ကျွန်တော်ဒါ L နဲ့ပွဲကိုစပြီးတော့ကျွန်တော်ဘလုံးပွဲပြပါမယ်ကျွန်တော် Telegram channel လေးကိုလည်း like လုပ်ပေးကြပါအောင်ကျွန်တော် subscribe join ပေးထားကြပါအောင်လို့เนาะအားလုံးကျေးဇူးတင်ပါတယ်